ရာဇဝင်ပြောင်းလဲမဲ့ညမိုးအုပ်ညကညပကံရာဇဝင်ပြောင်းလဲတော့မဲ့အချိန်ရောက်လာခဲ့တယ်စောလူမဲနန်းတက်လာသည်အနောရထာမင်းကြီးနတ်ရွာဆံပြီးနောက်သူဤသားတော်စောလူမဲနန်းတက်လာခဲ့သည်ပုံကံမှုစတင်ခဲ့သည်ဒါပေမဲ့အန်ဒီယေကအနီးဆုံးလူစီကစလာခဲ့တယ်ငရမန်ကန်ပုံကံထွက်လာခဲ့သည်မင်းဖားစီခံရသည်စောလူမဲဟာရန်သူလက်ထဲကြားရောက်သွားပြီးဖားစီခံလိုက်ရတယ်တစ္ဆာရှိသူရဲကောင်ရောက်လာသည်အဲ့ဒီအချိန်မှာတစ္ဆာရှိသူရဲကောင်ကြံစစ်သားကမင်းကိုကဲတင်ဖို့ထွက်လာခဲ့တယ်ကဲတင်သူကိုပဲရန်သူထင်ခဲ့သည်ဒါပေမဲ့စောလူမင်းကကြံစစ်သားကိုပဲရန်သူထင်ပြီးသူ့ကိုအထင်လွဲခဲ့တယ်သူနောက်ပြန်လှည့်ခဲ့ရသည်အဲ့ဒီခါကြံစစ်သားဟာစိတ်နာနာနဲ့နောက်ပြန်လှည့်ခဲ့ရတယ်စောလူမင်းကန်ကုန်ခဲ့သည်နောက်ဆုံးမှာတော့စောလူမင်းဟာရန်သူလက်ချက်နဲ့ကန်ကုန်ခဲ့ရတယ်ကြံစစ်သားမင်းဖြစ်လာသည်အဲ့ဒီနောက်ပကံထီနန်ကိုကြံစစ်သားဆက်ခံပြီးမင်းဖြစ်လာခဲ့တယ်အမွေအနှစ်တစ်ခုကြံရစ်ခဲ့သည်သူဟာပကံပြည်ကိုတည်ငြိမ်စေပြီးသစ္စာဉာဏ်ပညာနဲ့အမွေအနှစ်တစ်ခုခြံခဲ့တယ်အဲ့ဒီနောက်ကြံစစ်သားမင်းဖြစ်လာခဲ့ပြီးပကံနိုင်ငံကိုမပြိုကွဲအောင်ထိန်းသိမ်းခဲ့တယ်ဖျားစေရီတွေတည်ခဲ့တယ်ပြည်သူတွေကိုလည်းကောင်းမွန်စွာအုပ်ချုပ်ခဲ့တယ်ဒီဗီဒီယိုလေးကိုကြိုက်ရင် like လုပ်ပြီးနောက်ကျသမိုင်းဇာတ်လမ်းတွေအတွက် follow ထားပြီးပါအားပေးမှုကိုကျေးဇူးတင်ပါတယ်